အားလုံးပဲမင်္ဂလာပါကျွန်တော်ကကိုကျင်းပါခင်ဗျာကဲမိတ်ဆွေတို့နှစ်တစ်နှစ်ကတော့ကူပြောင်းသွားပြန်ပါပြီအဲ့တော့အဲ့ဒီလိုကူပြောင်းတဲ့အချိန်ခါမှာကျွန်တော်တို့ကအရင်နှစ်တွေကလိုပဲဆက်ပြီးသွားမလားနှစ်တစ်ကိုအတိတ်ပဲရှိဖြတ်တန်းသွားမလားဆိုတော့အဓိကအချက်ကပေါ်လာပါတယ်အဲ့တော့ကျွန်တော်ပြုပြင်ပြောင်းလဲမှုကိုမလုပ်ဆောင်ပဲကျွန်တော်တို့ကိုပြုပြင်ပြောင်းလဲမှုမလုပ်ဆောင်ပဲမနှစ်ကလိုပဲသွားမယ်ဆိုရင်တော့နှစ်တစ်နှစ်ကုန်သွားတာပဲဖတ်တင်ပါလိမ့်မယ်ဒီကဂရိန်စာရဲ့တရားကုန်သွားတာတဲ့ဘာမှမထူးကြပါဘူးအဲ့တော့ကျွန်တော်စုထားတဲ့အချက်ကလေးတွေမိတ်ဆွေတို့ကိုကျွန်တော်ကအကြံပြုဝေမျှလိုပါတယ်အဲ့တော့မိတ်ဆွေတို့ဒီနေ့ကစပြီးတော့ကိုမပြင်းမကြီးတော့ဘူးလို့ကိုသတိပေးပါနောက်ပြီးတော့ကိုမရက်တန်တော့ဘူးလို့ကိုဂရီပေးပါကိုအလုပ်လုပ်နေတဲ့အခါမနှောက်ယှက်တော့ဘူးလို့ကိုပြတ်ထမ်းပါအဲ့တော့အောင်မြင်ဖို့အတွက်ကအောင်မြင်ခြင်းရင်အောင်မြင်တဲ့အလုပ်တွေကိုလှုပ်ဆောင်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့နေတိုင်းအများကြီးပြုပြင်ပြောင်းလဲကြရမလို့ပါဘူးရေရှည်တည်တဲ့အောင်မြင်မှုဆိုတာကနေ့တူကလာတဲ့အလေးအကျင့်တွေကနေလာတာဖြစ်ပါတယ်နေ့တူကကျွန်တော်တို့ပြုလုပ်နေတဲ့အလေးအကျင့်တွေကနေပြီးတော့ရောက်လာတာဖြစ်ပါတယ်မနေ့စောထားပါနေ့တိုင်းစာဖတ်ပါကိုတိုးတက်စေမဲ့အရာတစ်ခုမဟုတ်တစ်ခုကျွန်တော်တို့ကိုဖြည့်ဆည်းပါအဲ့လိုဖြည့်ဆည်းတဲ့အခါမှာကျွန်တော်တို့ကသင်တန်းတစ်ခုခုမှာသင်ယူတာပဲဖြစ်ဖြစ် online ပေါ်ကတွေ့လို့ self learning လုပ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့တည်ချာတက်မြောက်အောင်သင်ယူပါအဲ့တော့နောက်တစ်ခုကကျွန်တော်တို့လူငယ်တွေတော်တော်များမှားတတ်တဲ့အကျင့်တစ်ခုရှိပါတယ်တော်တော်များမှားတတ်တဲ့အကျင့်တစ်ခုအဲ့တော့ကျွန်တော်တို့ကအမှားအယွင်းတွေပျက်စီးမှုတွေဆုံးရှုံးမှုတွေကိုကျွန်တော်တို့ကနောင်တမရပါနဲ့ဘယ်လိုလူမျိုးမှအမှားယွင်းကင်းပြီးတော့ဖြစ်ပေါ်လာတာမဟုတ်ပါဘူးသင်ခန်းစာယူပါသင်ခန်းစာယူပြီးတော့ရှေ့ဆက်ဒီအမှားမျိုးထပ်ပြီးတော့မဖြစ်အောင်တားဆီးနိုင်တဲ့စွမ်းအားနဲ့အလေးအကျင့်မိတ်ဆွေမှာရှိနိုင်ဖို့အတွက်ကိုယ်တိုင်လေ့ကျင့်တည်ဆောက်ပါအဲ့တော့ဒီလိုမျိုးလေ့ကျင့်တည်ဆောက်ထားတဲ့စနစ်တကျလေ့ကျင့်တည်ဆောက်ထားတဲ့စိတ်ကမိတ်ဆွေရဲ့လက်ရှိဖြစ်စုံပံမှာကောအနာဂတ်မှာပါထိရောက်နဲ့မိတ်ဆွေတို့ကိုဘဝလန်းခီးတာယာဖြောင်းပြူးဖို့အကူအညီပေးပါလိမ့်မယ်နော်အဲ့တော့တခြားလူတွေရဲ့အောင်မြင်မှုဆိုတာကိုယ့်ရှိကိုရော့မင်းယူလိုက်ဆိုပြီးပြေးလို့မရပါဘူးအဲ့တော့အောင်မြင်အောင်ကိုယ့်လုပ်ရက်ကပဲပေးနိုင်တယ်ဆိုတာကိုယုံကြည်ဖို့လိုတယ်ကိုယ့်ရဲ့ဒီကနေ့ပြုမှုလှုပ်ဆောင်နေတဲ့အမှုအကျင့်တွေကကိုရောက်သွားမဲ့အနာဂတ်ကိုညွှန်ပြနေတာဖြစ်ပါတယ်အဲ့တော့ဘာသာစကားများလို့ပေါ့ကိုနားမလဲတဲ့အရာတစ်ခုကိုဘာမှနားမလဲဘူးဆိုပေမဲ့နားလဲတဲ့လူကမိတ်ဆွေဘာလုပ်နေသလဲဆိုတာကိုကြည့်ပြီးမိတ်ဆွေဘယ်လမ်းကြောင်းကိုသွားပြီးတော့ဘယ်အထိခီးဆက်မလဲဆိုတာကိုတိတိကျကျသိပါတယ်အဲ့တော့ကိုသတိပေးပါဒီနှစ်ကငါပြုပြင်ပြောင်းလဲရမယ်နှစ်ငါအခုထက်အစပေါင်းများစွာစူးစမ်းရမယ်နှစ် changes no excuse no excuseဘာမှ change မရှိပါဘူးဘာမှတောင်းပန်လို့မရပါဘူးအချိန်ကရှေ့ကိုသွားနေတာပါကျင့်ရတတ်ပြီးစုပ်ပြတ်နေတဲ့အချိန်မှာတောင်မှရှေ့ကိုသွားတဲ့လူတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ကိုဘွားရဲ့အောင်မြင်ဖို့တိုးတက်ဖို့ကြီးပွားဖို့ကိုအချိန်ပြည့်စူးစမ်းအားထုတ်ပြီးတော့မိတ်ဆွေတို့ရဲ့လူဝင်ဆန္ဒတွေပြီးတော့မိသားစုနဲ့အတိုင်းဝိုင်းပေါ်မှာထားတဲ့မေတ္တာတရားနဲ့အောင်မြင်ကြီးပွားလိုတဲ့စိတ်ကိုဆက်ပြီးတော့ maintain လုပ်ဖို့အတွက် contain လုပ်ဖို့အတွက်ကျွန်တော်ကသတိပေးပါတယ်မိတ်ဆွေတို့စိတ်ကိုလွတ်မချလိုက်ပါနဲ့စိတ်ဆိုတာလွတ်ထားလို့ရတဲ့အရာမဟုတ်ပါဘူးကျွန်တော်တို့စိတ်ကိုစောင့်ကြည့်တဲ့အလေးချင်းလုပ်ခဲ့ပြီးတဲ့လူတွေကဒါကိုကောင်းကောင်းနားလည်ပါတယ်စိတ်ဆိုတာ10မိနစ်အတွင်းမှာ10မိနစ်တင်ပလေချိတ်ပြီးငုတ်တုံလေးထိုင်လိုက်ကိုကဘာနှံ့ကိုရောက်နေတာပါဒီစိတ်ကိုခြိတိုင်းကိုပို့ပါကိုယ့်ရဲ့အနာဂတ်တက်ကကဘယ်ကိုသွားမှာကိုဘာလုပ်နေလဲဆိုတာကိုတိတိကျကျခိုင်းပါစိတ်ကိုကျွန်တော်တို့မခိုင်းရင်ကျွန်တော်တို့ကိုစိတ်ကသူ့လှုပ်ချင်တာတွေအကုန်လုံးခိုင်းတော့ပါလိမ့်မယ်မိတ်ဆွေလက်ထက်မှာမြား3ချောင်းရှိတယ်ဆိုလို့ရှိရင်ပြစ်မှတ်ကို3ချိန်ထက်ပို့ပြီးတော့လွဲချော်လို့မရပါဘူးလူတယောက်ရဲ့ဘဝမှာ3ခါထက်လည်းပို့ပြီးကံမကောင်းနိုင်ပါဘူးနော်မိတ်ဆွေចောင်းသားဘဝကိုဖယ်လိုက်ပါပူမင်းသွားတဲ့အပိုင်းကိုဖယ်လိုက်ပါကြားထဲမှာမိတ်ဆွေအသားအရည်ပဲအပိုင်းလေးကတိတ်မရှိပါဘူးနော်အဲ့ဒီအပိုင်းမှာမိတ်ဆွေအားကုန်စူးစမ်းပန်းစားမိတ်ဆွေရဲ့ဘဝကိုတည်ဆောက်အောင်မှာဖြစ်ပါတယ်မိတ်ဆွေလိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေဒီကနေ့ရုန်းကန်ခဲ့မှုတွေကနောက်တစ်ချိန်အတွက်ကျင်းသေးတဲ့အရာတစ်ခုဖြစ်ပေါ်နေမှာပါမိတ်ဆွေဒီကနေ့မကြိုးစားခဲ့ဘူးဆိုရင်နောက်ခွင့်ရမရှိပါဘူးအဲ့တော့ကျွန်တော်တို့ကတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုမေရောနဲ့ဒီလိုရောနဲ့တွားတော့မှာကိုစိုးရင်ပါတယ်ကျွန်တော်တို့အားလုံးမှာဒီလိုအချိန်ကာလမှာအရန်ခက်ခဲကြပါတယ်ဒီမှာနေတဲ့လူတွေမှမဟုတ်ဘူးအပြင်ရောက်နေတဲ့လူတွေအဝေးရောက်နေတဲ့မိတ်ဆွေတငယ်ချင်းတွေတအားခက်ခဲပါတယ်သူတို့ရုန်းကန်ရတာပါအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ survivor ဖြစ်တဲ့အလုပ်တွေကိုတော့လုပ်ရမှာပါခုနပြောသလိုအေးဝါအေးစောနိုးလေ့ကျင့်ခန်းလို့စာဖတ်မိတ်ဆွေဘဝပူပြီးကောင်းတဲ့ဟာတွေပေါ့လူသစ်စိတ်သစ်ဖြစ်ဖို့အတွက်ကအဲ့ဒါတွေကပူပြီးအထောက်အကူပြုပါတယ်နောက်ပြီးတော့ကျွန်တော်တို့နေ့တိုင်းမှာသင်ယူပါအဲ့တော့ကျွန်တော်တို့အနေနဲ့လူသားတွေဖြစ်တဲ့အတွက်အမြဲတမ်းသင်ယူနေရမှာဖြစ်ပါတယ်ကျွန်တော်တို့မှာပြည့်စုံနေတယ်ဆိုတာမရှိပါဘူးနေ့တိုင်းနေ့စဉ်နေ့တိုင်းသင်ယူနေရပါဒီကနေ့တက်တဲ့ပညာကနောက်တစ်နေ့အသုံးတက်ကြမှာတက်ပါမယ်ဒီသဘောတရားကိုနားလည်ဖို့လိုပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်မိတ်ဆွေဟာ2026ခုနှစ်ကျွန်တော်တို့မြန်မာတက်ကတဲ့1388ခုနှစ်နှစ်တကူကာလမြန်မာတို့ရဲ့နှစ်ကူကာလမှာနှစ်တကာလမှာမိတ်ဆွေရဲ့တောင်းတတဲ့လိုအင်ဆန္ဒတွေပြေဝပါသေးမြေစီမြေကောင်းမှာကြာရောက်တဲ့တစ္ဆေများလို့ကြာရောက်ရာမြေစီမှာအမြင့်များကောင်းစွာဖွင့်ပြပြီးတော့စီပင်ဝါပြောတဲ့ဘဝခီးလန်းဘဝအောင်မြင်မှုမိသားစုနဲ့တကွထပ်တူထပ်မြရကြပါစေလို့ကျွန်တော်ကဆုမကောင်းတောင်းပါတယ်ကျွန်တော်ကကိုချိတ်ပါခင်ဗျာမိတ်ဆွေတို့ကိုမင်္ဂလာနှစ်သက်ဖြစ်စေဖို့ဆုမကောင်းတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်